Hi guys စမီပါစမီအခု London Heathrow လေးစိတ်ကိုရောက်နေရပါ Yes I'm going to Bangkok သွားမှာပါအခုမနေ့9နိုင်ရှိပြီပေါ့နော်စမီဒီလေးစိတ်ကိုမနေ့3နိုင်ကလေးရောက်နေရပါပေါ့နော်စမီဒီကနဲ့Switzerland Zurich ကိုသွားမယ်ပြီးလို့ရှိရင် Zurich ကနေ Bangkok သွားမှာပေါ့နော်ဒါပေမဲ့ Zurich မှာစမီ transit က6နာရီလား8နာရီလားမသိဘူးစီးရအောင်မှာပေါ့နော်ဆိုတော့တကယ်တော့ဒီနေ့က Friday မနေ့အစောကြီးကွာဘန်ကောက်ကစနေနေ့မနေ့အစောရောက်မှာဆိုတော့ like တောက်ကြနေတဲ့နေ့လုံးကစမီခီးသွားနေရတယ်ပဲအချိန်ကုန်နေရပါတော့ဘာလို့လဲဆိုတော့အခုအချိန်ကholiday season ဆိုတော့အရန်စေးကြီးရယ်ကွာတိုက်ရ flight တွေဆိုလို့ရှိရင်စမီက transit ဝယ်လိုက်တာပေါ့နော်အဲ့တော့မှတော်တော်စေးကြီးနေသေးတယ်ဒီရာဒီနဲ့ဆိုတော့လေဆိုတော့စမီနဲ့ဒီလိုဘန်ကောက်လိုက်ခဲ့အောင်နော်အခုစမီ Zurich လေးစိတ်ရောက်ပါပြီ departure terminal နဲ့ transit လုပ်မဲ့ terminal ကိုရထားနဲ့သွားနေရပါတကယ်တော့ဒီ Zurich လေးစိတ်ကလည်းနည်းနည်းရှုပ်တယ်ပြီးလို့ရှင်အရန်ကြီးရောလေဆိုင်းနေစားတွေတေချာဖတ်ရတယ်မဟုတ်လို့ရှိရင်ဘယ်ဟိုသွားရမှန်းမသိတာ terminal တစ်ခုနဲ့တစ်ခုကိုလည်းသူတို့အဲ့လိုဆက်ထားရင်ထားနေသွားရပါဒါစမီရောက်တာနဲ့အရင်ဆုံး Wi-Fi သွားယူရပေါ့နော် Wi-Fi ယူရတာလည်းလွယ်လွယ်လေး boarding pass ကို scan ပြီးတော့သူကအဲ့လိုလေးစာလေးကြာလာလိမ့်မယ်အမှ Wi-Fi username နဲ့ password နဲ့တခါလေးကြာရဲဆိုအဲ့ဒါကိုချိန်လိုက်အောင်မယ်ပြီးတော့စမီတစ်ခုခုစားဖို့အတွက်ဆိုင်လေးပတ်ကြည့်ရဲဆိုင်အများပိုင်းကမနဲ့အစောကြီးမို့လို့လားမသိဘူးမဖွင့်သေးဘူးဒါပေမဲ့ဒီဆိုင်လေးက view လည်းမစိုးဒီလေးရင်ဘယ်လိုပြောမလဲကွင်းနားမှာပဲဆိုတော့စမီဒီဆိုင်မှာပဲထိုင်လိုက်တယ်စမီအခု Zurich Switzerland Zurich လေးစိတ်မှာပေါ့နော်အရင်ပင်ပန်းနေပြီသူကလေလင်းပေါ်မှာ2နိုင်လောက်ပဲအေးရသေးမနေ့ကလည်းတညလောက်မအေးရသေးဘူးအခု9နိုင်56 10နိုင်လေးပါရှိပြီပေါ့နော်စမီတို့လေရင်စိုက်တာက8နိုင်ခွဲကစိုက်တာအခုပိုက်ရန်စားလို့ပူစားနေရအဲ့လိုခောက်ဆွဲတို့ခောက်ဆွဲပူပူလေးတို့သမင်းတို့စားချင်တယ်မပါမရှိဘူးဆိုတော့စမီ pastry နဲ့ညားနေပါတယ်ဆေးရလည်းရန်စီကြည့်ရယ်ဆိုတော့စားလိုက်ပါဦးမယ်စားကြပါဦးကောင်းနော်ကြော်တရားတော့ကောင်းလို့မခန်းနေရောလက်တွေပြန် dry နိုင်လည်းမွေးနေတယ်စနေဒီ Switzerland နဲ့ Bangkok ကကြတော့ည6နိုင်မှာလေယာဉ်ထွက်မှာအခုမှမနက်10နိုင်ပဲရှိသေးတယ်ဒီမှာလည်းတနေ့ကုန်ပြန်နေရပါအောင်မရှိတကယ်တော့စမီ launch ယူထားတာဒါပေမဲ့သူကလေယာဉ်မထွက်ခင်3နိုင်အလိုမှဝင်လို့ရတယ်ဆိုတော့ဒါစမီဒီလေးစိတ်ထဲမှာပဲနေနေရပါတော့ launch ကနောက်9နိုင်လောက်မှဖွင့်မှာဆိုတော့စမီလေးစိတ်ထဲမှာပဲစကားလေးကြည့်လိုက်ဗီဒီယိုလေး edit လိုက်နဲ့ဆောင်းနေရပါကဲစမီ launch တွေရောက်ပါပြီတကယ်တော့စမီအရန်အိတ်ချင်နေရလေးစိတ်ထဲမှာကျတော့စမီအိတ်လို့မရအောင်ကွာ luggage တွေပါတော့လေပြီးတော့ပိုက်လည်းအရန်စားတယ်အဲ့မှာ coffee နဲ့မုတ်ပဲရောင်းတာအဲ့တော့ launch ရောက်တာနဲ့ဘာတွေလဲတော့မသိဘူးစားလည်းမစားတတ်ဘူးသူတို့အစားစားတွေကသူတို့စားတဲ့မျိုးစမီလိုက်စားတာပဲအကုန်လုံးတော့ယူလာတယ်မဆိုပါဘာလို့စားတာလဲကျန်တဲ့ဟာတွေဆိုမစားတတ်ဘူးသူတို့ဟာတွေကဘယ်လိုလဲမသိအာလူတုတ်တယ်အာလူတုတ်ခါလဲဘယ်လိုလဲမသိချင်းအခု3နိုင်6နိုင်မှလည်းတက်မှာဘန်ကောက်ထိ12နိုင်လောက်ရှိရအောင်ပါခုနကတော့ပြောရကွာသမင်းနဲ့ curry နဲ့ရမယ် pasta ရမယ်တော့စမီးက pasta ပဲမလိုက်တော့အပုတ်ပေးတော့ညံ့လာတော့မသိစမီးရုပ်ကအရင်ကနေတော့ဘာမှလည်းမလိမ့်တာအဲ့တော့မှနေပူနေလို့လိုက်တင်နေနေမစိုးပါဒီ pasta ကောင်းတယ်တော့
နောက်ကြစမီအသက်နိုင်ဆုံးအကုန်လုံးကိုကောင်းအောင်စားခဲ့တယ်ဘာလို့လဲဆိုတော့အခုကခီးသွားနေရဆိုတော့လေမစားလည်းမစားတေချာလည်းမအိပ်ဘူးဆိုလို့ရှင်စမီအားနေမှာဆိုလို့ပါနောက်ပိုင်း technology အရင်မြင်လာပြီဆိုတော့တန်ရှည်ရေလုံးဖို့တပြက်စီလေးဖို့လူတော့မလူတော့ဘူးမစက်နဲ့ပဲကုန်းတော့နေစမီအခုဘန်ကောက်သွားတော့မှာပါဘန်ကောက်သွားရမယ်ဆိုတော့သူကအရန်ပျော်နေတာဘန်ကောက်ကိုဆိုအရန်ကြိုက်တယ်သူက weather လည်းကောင်းတယ်ပြီးတော့ UK မှာလို့သူကစေးမကြည့်ဘူးအကုန်လုံးကအရန်စေးတတားဟယ်လိုအခုစမီလေးရင်ပေါ်ရောက်ပြီပေါ့နော်အခုဘန်ကောက်သွားတော့မှာပါဘန်ကောက်ကို12နှစ်လောက်စီးရမယ်ပေါ့နော်စမီအရန်ပင်ပန်းနေပြီအရန်လည်းအိတ်ချင်နေပြီဘန်ကောက်ကိုစမီနဲ့အတူတူလိုက်ခဲ့အောင်နော်စမီအရန်ပင်ပန်းနေပြီပေါ့နော်အိတ်လိုက်ပါအောင်မယ်စမီအရန်ပင်ပန်းတော့9နှစ်10နှစ်လောက်အိတ်ပြော်သွားရပေါ့နော်အဲ့ဒါစမီနိုးလာတော့နေထွက်လာတဲ့အချိန်နဲ့အရန်လာတော့စမီဗီဒီယိုလေးရိုက်ခဲ့ပါတယ်ညကလေသူတို့ဒင်နာလာကျွေးရအောင်စမီမသိလာဘူးအရန်အိပ်ပျော်နေတော့လေကဲနောက်ထပ်3-4နိုင်ထပ်စီးရအောင်မယ်ပေါ့နော်စမီကတညလုံးအိပ်ထားတော့အိပ်လို့လည်းမပျော်တော့ဘူးဆိုတော့စမီစကားကြည့်ရဲ့ပြီးတော့သူတို့မနက်စာလာကျွေးပါတယ်ဒါကသူတို့ရဲ့ menu ပါဒီမှာကိုကြိုက်တာစားလို့ရပါတော့option ကတော့2ခု3ခုရှိတယ်။စမီကမနက်စာဆိုတော့ဒီအာလူရဲ့ cheese ရဲ့ပြီးတော့ပေါင်မုတ်ရဲ့ပဲမှာလိုက်ပါတယ်။ပြီးတော့စမီခဏလောက်အိပ်ပျော်လိုက်တည်းရဲ့နိုးလာတော့လေဒီညကစပြီးတော့ဘန်ကောက်ကိုစဆင်းနေပြီ။စမီကဘန်ကောက်ရောက်ချင်းမှာပဲစင်ကက်ဝယ်တယ်ပြီးတော့ပတ်စံနေနေလဲပါတယ်ဘာလို့ဆိုတော့taxi လေးပါစီးရမှာဆိုတော့လေစမီအခုဘန်ကောက်ရောက်ပါပြီအခုမှ immigration ဖြတ်ပြရပေါ့နော်လူကလေအရန် action နဲ့လူရန်လည်းပင်ပန်းနေပြီခု UK မှာဆိုတော့မလင်းသေးပါအားကြောင့်မလို့လားမသိပင်ပန်းလို့ဒလာချက်ပဲဖြစ်နေလားမသိဘူးလူကအရန် action ကြီးနှလုံးတော့ကြည့်လူကလုံးဝ share ကစမီရဆိုရင် hotel ပြန်လိုက်ပါအောင်မယ် Finally စမီ hotel ရောက်ပါပြီစမီရဲ့ London to Bangkok vlog လေးရတော့ဒီလောက်ပါပဲနောက် vlog ကျရင်ပြန်တွေ့ကြမယ်နော် Bye guys